Hello အားလုံးပဲမင်္ဂလာပါညီမကဒီနေ့မှာတော့ sales ကနေခေါ်ယူနေတဲ့ job opportunities လေးခုနဲ့မိတ်ဆက်ပေးကြပါတယ်ပထမတစ်ခုကတော့ trading and manufacturing industry ကနေခေါ်ယူနေတဲ့ export sales manager position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ salary က up to 330 ထိ open လုပ်ပေးထားပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီ multinational company တစ်ခုဖြစ်တဲ့ IT and consumer electronic industry ကနေခေါ်ယူနေတဲ့ senior channel sales executive position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ညီမတို့ salary up to 330 ထိ open လုပ်ပေးထားပါတယ်သူကတော့ principal site ဘက်မှာလုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ multinational company တစ်ခုဖြစ်တဲ့ဒီ electronic company industry တစ်ခုကနေခေါ်ယူနေတဲ့ channel sales officer position လေးပဲဖြစ်ပါတယ်သူ့ကိုလည်း salary up to 15 သိန်းထိ open လုပ်ပေးထားပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဒီ multinational freight forwarding company တစ်ခုကနေပဲခေါ်ယူနေတဲ့ sales manager position လေးပဲဖြစ်ပါတယ်သူ့ကိုတော့ salary up to 320 ထိ open လုပ်ပေးထားပါတယ်ဆိုတော့ဒီအခုဖော်ပြထားတဲ့ position ဒီခုလုံးကိုစိတ်ဝင်စားလို့ရှောက်ထားခြင်းနဲ့ဆိုရင်တော့ဒီဖော်ပြထားတဲ့ email လေးမှာပြပို့ပြီးရှောက်ထားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်